ကဲအားလုံးပဲမင်္ဂလာပါမာဝီဒီနေ့မှာအသစ်ဆက်ဆက်ထွက်ရှိထားတဲ့ FI Legend Skin ကိုဖောက်ပြမှာပဲဖြစ်ပါတယ်မာဝီစီမှာဒိုင်မွန်2600ကျော်လည်းရှိရယ် Free Cat 2ကတ်လည်းရှိရယ်ဆိုတော့ကဲဘာများပေါက်မလဲဆိုတော့ brother တို့ဆက်ပြီးကြည့်လိုက်အောင်ဗျာကဲပထမတစ်ချိန်ဖောက်လိုက်မယ်ဗျာဘာပေါက်မလဲဆိုတော့ကြည့်လိုက်အောင် Hashtag emoji တွေကွာဘာလို့ရမှာလဲလို့ကဲနောက်တစ်ချိန်ဖောက်လိုက်ပြီကွာဘာလာပြီးနေရလဲကဲဒိုင်မွန်50နဲ့နောက်တစ်ချိန်ထပ်ပေါက်မယ်ကွာဘာပေါက်မလဲဆိုတော့ကြည့်လိုက်အောင်အိုးပြောင်းရေး Alpha Legend Skin ကြီးဟာ what the hell ကန်ကောင်းညတော့ Alpha Legend Skin ကို3ညနေနဲ့ပေါက်တာဟေးအောင်ရေးဘလို့တော့ကန်ကောင်းနေရလဲဟာဒီနေ့ကတော့စောင်းရင်ကြော်သွားပြီကွာကဲ Alpha Legend Skin လည်းပေါက်ပြီဆိုတော့ Alpha Legend Skin ရဲ့ effect လေးကိုတွားကြည့်အောင်မယ်ကွာလှလားမလှလားဆိုတော့ brother ဒီမှာပဲကြည့်လိုက်ရောစကေး1နေစပြီးကြည့်မယ်ကွာဟေးအောင်ရေးအတန်လည်းမပေါဘူးဟာစကေး2ကပါလားမသိဘူးကြည့်လောက်အောင်မယ်ကွာစကေးတူးလည်းအတန်မပါဘူးအဖက်တွေကလှတယ်စကေးတူးအတန်မပါဘူးအက်ဒီမိတ်ကောအတန်ပါလားမသိဘူးညောင်ရေးအက်ဒီမိတ်လည်းအတန်မပါဘူးလေဟာ